နော် online ရောင်းပိုင်းနေဒီ retail ပိုင်းနေမှာကျမတို့ဘယ်လိုမျိုး AR ကိုသုံးနေကြလဲမင်္ဂလာပါရှာသက်စောပါရှေ့မှာဒီ industry မှာ reality တွေကိုဘယ်လို industry မှာသုံးလဲဘယ်လောက်မျိုးဆိုင်နဲ့သုံးနေလဲဆိုတာပြောခဲ့ပြီးသားဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ပထမဆုံးအနေနဲ့ကျွန်မ AR ပေါ့နော် AR ကိုအသုံးပြုတဲ့ industry 8ခုရှိတယ်လို့အရှိမကျွန်မပြောထားပြီးပြီအဲ့8ခုတွေကပထမဆုံးဖြစ်တဲ့ဒီ retainers e-commerce ပေါ့နော် retainers e-commerce ဘိုင်းမှာဒီ AR ကိုဘယ်လိုသုံးနေကြလဲဆိုတာကိုဆက်ပြီးတော့example လေးတွေနဲ့ကျွန်မပြပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ retainer e-commerce ဆိုတော့ကျွန်တော်တို့အရောင်းပိုင်းပေါ့ဒီ online အရောင်းပိုင်းတွေမှာပဲရောင်းရမယ့်ပစ္စည်းတွေကမျိုးစုံရှိတယ်ဒီလိုပစ္စည်းမျိုးတွေပေါ့အခုကျွန်တော် list လုပ်လိုက်တဲ့အမျိုးအစားပေါင်းမြောက်များစွာဒါတွေအကုန်လုံးကကျွန်တော်တို့ AR နဲ့တွဲပြီးသုံးလို့ရတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဝတ်စားတွေပါမယ်accessory ပါမယ် jewelry ပါမယ်ပေါ့နော်အများကြီးပဲရှိတယ်ဘယ်လိုပစ္စည်းမျိုးတွေလဲ food တွေအစားအသောက်တွေအစားပါတယ် AR ကိုသုံးနေကြတဲ့နေ့ပဲတွေထဲမှာဒီဗီဒီယိုမှာတော့ retail and e-commerce ဘိုင်းကပထမဆုံးဖြစ်တဲ့ fashion နဲ့ပတ်သက်ပြီးတော့ AR ဘိုင်းမှာဘယ်လိုသုံးနေကြလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ fashion ဘိုင်းမှာဆိုရင်တော့ကျွန်တော်အဝတ်အစားပါမယ်ဖက်နက်ပါမယ်accessory ပါမယ်ပေါ့ဆိုတော့ဒါတွေအကုန်လုံးကိုဘယ်လိုသုံးနေကြလဲအခုနောက်မှာပြထားတဲ့ပုံလိုမျိုးလေးဒါဆိုရင်အဝတ်အစားတွေကိုကျွန်တော်တို့ကပုံမှန်ဓာတ်ပုံတွေကိုမသုံးတော့ဘူး 3D နဲ့အဝတ်အစားတွေကိုကျွန်တော်တို့ကအရင်ပြောင်းလိုက်တယ်ဒီ 3D ကိုမှကျွန်တော်တို့ကကိုယ်တိုင်ဝစ်ကြည့်လို့ရတဲ့ပုံစံနဲ့ကျွန်တော်တို့ AR ကိုသုံးတယ်များသောအားဖြင့် online အရောင်းရဲ့အားနည်းချက်တစ်ခုကကျွန်တော်တို့ try on လုပ်ကြည့်လို့မရတာပဲဒီ try on လုပ်လို့မရတဲ့ဟာကိုကျွန်တော်တို့က AR ကိုသုံးပြီး try on လုပ်လို့ရအောင်လုပ်လိုက်တာဒီနောက်ကဗီဒီယိုကိုကြည့်မယ်ဆိုရင်ဒါက AR ကိုသုံးပြီး try on လုပ်လို့ရအောင်ပြုလုပ်ထားတာဖြစ်တယ်အရင်ဆုံးအဝတ်စားဖက်နက်accessory အဝတ်စားတို့ဖက်နက်တို့ကိုကြောက်ကျွန်တော်တို့ကဘာကိုသုံးထားလဲဆိုတော့ AR ရဲ့ body tracking နည်းပညာကိုသုံးထားတယ်AI ရဲ့ body tracking နည်းပညာကြတော့ကျွန်တော်တို့ခန္ဓာကိုယ် point တွေကိုဖတ်လိုက်တာဒီ point လေးတွေကိုဖတ်ပြီးတော့ဒီ point လေးတွေနဲ့ကျွန်တော်တို့ကဒီဖန်တီးထားတဲ့ဒီအင်ကြီးတွေရှိမယ်ပေါ့နော်အင်ကြီးတွေကိုတော့ကျွန်တော်တို့ဓာတ်ပုံတွေကနေလဲ 3D ပြောင်းပြီးဖန်တီးလို့ရတယ်နောက်ပြီးတော့ 3D model ဆွဲပြီးတော့လဲဖန်တီးလို့ရတယ်အဲ့ဖန်တီးထားတဲ့ဒီ 3D အင်ကြီးတွေကိုကျွန်တော်တို့ကခုနက point နေနဲ့လာပြီးတော့ချိတ်ဆက်လိုက်တယ်အရင်ဆုံးကျွန်တော်တို့ဖတ်တာဒီခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုကျွန်တော်တို့ကင်မရာကနေပြီးတော့လှမ်းပြီးတော့ scan ဖတ်လိုက်တာဒီ scan ကကျွန်တော်တို့ AI နည်းပညာနဲ့လှမ်းပြီးတော့ scan ဖတ်လိုက်တဲ့ point တွေကိုအဲ့ point နေမှာပဲကျွန်တော်တို့ကခုနကဆွဲထားတဲ့ 3D ဒီအင်ကြီးတွေရှိမယ်ပေါ့နော်အဲ့အင်ကြီးလေးတွေကိုကျွန်တော်တို့ကဒီသူ့ရဲ့ပခုံးဆိုပခုံးသူ့ရဲ့ level ဆို level သူ့ရဲ့လက်မောင်းဆိုလက်မောင်းအဲ့လိုမျိုးကျွန်တော်တို့ attach တွဲလိုက်တာဆိုတော့အပြင်ကလူရဲ့လှုပ်ရှားမှုအတိုင်းကိုကျွန်တော်တို့က AI ကနေလိုက်ဖတ်နေပြီးတော့မှအင်ကြီးတွေကိုဒီအထဲမှာအပေါ်ကထပ်အုပ်ထားတဲ့ digital layer အင်ကြီးတွေကိုအဲ့လှုပ်ရှားမှုအတိုင်းကျွန်တော်တို့လှုပ်ရှားခိုင်းလိုက်တာဒါကြောင့်မလို့ကျွန်တော်တို့ကအင်ကြီးတွေကိုဝစ်ကြည့်လို့ရတဲ့ပုံစံနေနဲ့မြင်ရတယ် AR မှာဆိုရင်ကျွန်တော်နည်းပညာပိုင်းအရာပြောမယ်ဆို body tracking နည်းပညာအရာကျွန်တော်တို့ကအင်ကြီးဝစ်ကြည့်လို့ရတယ်ဖက်နက်စီကြည့်လို့ရတယ်နောက်တစ်ခုက face tracking မျက်နှာကမျက်မှန်တက်ကြည့်တာမျိုးအုတ်ထုပ်ဆောင်ကြည့်တာမျိုးပန်းပန်ကြည့်တာမျိုးဆိုတော့အဲ့ဒါတွေကကြတော့ကျွန်တော်တို့က face tracking နဲ့သွားတယ်သူတို့ကကြတော့မျက်နှာကိုလှမ်းပြီး scan ဖတ်တာခုနက body scan ဖတ်တယ်အခုမျက်နှာကိုလှမ်းပြီး scan ဖတ်တယ်မျက်နှာက point တွေရှိတယ်အဲ့ point လေးတွေကိုကျွန်တော်တို့က AI နဲ့လှမ်း scan ဖတ်ပြီးတော့မှတ်ထားလိုက်တယ်ပြီးရင်ကျွန်တော်တို့ကအဲ့ point တွေအတိုင်းကိုပဲကျွန်တော်တို့ခုနက 3D တွေကိုကျွန်တော်လာပြီးတော့နေရာပြန်ချတယ် point တိုင်း point တွေမှာကျွန်တော်တို့နာမည်လေးတွေရှိတယ်အဲ့ point လေးတွေမှာကျွန်တော်တို့ကနေရာပြန်ချတယ်ပေါ့နော်ဒါပေါ့ accessory ဆိုလဲ accessory ပေါ့ဒါကတော့တကယ်လို့ကိုတိုင်ကိုကအင်ကြီးထုတ်လုပ်နေတဲ့သူတွေပဲဖြစ်ဖြစ်တောင်းမို့ဖနက်ထုတ်လုပ်သူတွေပဲဖြစ်ဖြစ် accessory ရောင်းဝယ်နေကြတဲ့သူတွေမျိုးတွေပဲဖြစ်ဖြစ် online မှာရောင်းတဲ့အခါကျရင်ဓာတ်ပုံနဲ့ရောင်းတာမျိုးမဟုတ်ဘဲနဲ့ဒီလိုမျိုး try on နေနဲ့ရောင်းမယ်ဆိုတဲ့အခါမျိုးကျရင်ဝယ်သူတွေကတော့ပို့ပြီးတော့တိကျပြီးတော့မြင်သာထင်သာရှိတဲ့ပစ္စည်းကိုရရှိနိုင်တာပေါ့ဒါကတော့ကျွန်တော်တို့ကဒီ AI နည်းပညာကိုသုံးပြီးတော့ဝယ်သူတွေရဲ့ယုံကြည်မှုနဲ့ဝယ်ခြင်းစိတ်ကိုဆွဲဆောင်မှုနည်းပညာတစ်ခုပဲဖြစ်တယ်ဒီနည်းပညာကိုအခုနိုင်ငံတကာ brand company ကြီးတွေတော်တော်များများကလည်းလက်ရှိမှာလည်းသုံးနေကြပြီဖြစ်တယ်ဒါကတော့ကျွန်တော်တို့
မြို့ပြ AR ဘိုင်းကနေပြီးတော့ဖန်တီးပေးနေတဲ့ local အင်ဂျီ brand တစ်ခုအတွက်ဖန်တီးပေးနေတဲ့ AR try on နမူနာလေးတစ်ခုပါအင်ဂျီကတော့ဒီအင်ဂျီမဟုတ်ဘူးပေါ့နော်ဒါကျမတို့ကသူ့အတွက်လုပ်နေရမျိုးပေါ့ဒီလိုမျိုး AR filter တွေ AI try on တွေနဲ့ပတ်သက်ပြီးတော့one stop service ကိုလည်းကျမတို့ Shas Organization မြန်မာနဲ့မြို့ပြမှာလာရောက်အနှံ့နိုင်ပါတယ်နောက်တဲ့ဗီဒီယိုတွေမှာ retail နဲ့ e-commerce ဘိုင်းမှာပဲ beauty နဲ့ cosmetic ဘိုင်းတွေမှာ AR တွေကိုဘယ်လိုသုံးနေကြလဲဆိုတဲ့နမူနာလေးတွေနဲ့တစ်ချက်ထပ်ပြီးတော့ပြပြပေးသွားမှာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးတွေကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်